အသေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းတွေအတွက်တနေရာထဲမှာဝန်ဆောင်မှုပေးနိုင်မဲ့ One Stop Service OSS Center ရုံးကိုဒီကနေ့ဇူလိုင်လ20ရက်မနက်ပိုင်းကတောင်ကြီးမြို့ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ကြီးများရုံးဟောင်းမှာစတင်ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။ OSS ရုံးဖွင့်ပွဲကိုရှမ်းပြည်နယ် MSME ကောင်စီအတွင်းရေးမှူးရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်လျှက်စစ်စွမ်းအင်စက်မှုနဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီးခွန်တန်းထူတက်ရောက်ခဲ့ပြီးရှမ်းပြည်နယ်ကိုခင်မီဖွံ့ဖြိုးတိုးတက်တဲ့ပြည်နယ်တစ်ခုဖြစ်လာစေဖို့ဌာနဆိုင်ရာတွေနဲ့လုပ်ငန်းရှင်တွေပူးပေါင်းပါဝင်ကြဖို့လိုတဲ့အကြောင်းတိုက်တွန်းခဲ့ပါသေးတယ်။အဲ့ဒီနောက်မှာတော့ဝန်ကြီးခွန်တန်းထူက MSME လုပ်ငန်းရှင်တွေကိုယာယီမှတ်ပုံတင်တွေထုတ်ပေးခဲ့ပြီး One Stop Service Center ရုံးလုပ်ငန်းဆောင်ရွက်မှုတွေကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့တာပါ။ One Stop Service Center ရုံးကိုပြည်내စက်မှုကြီးကြပ်ရေးနဲ့စစ်ဆေးရေးဦးစီးဌာနကအဓိကတာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပြီးကြံဌာနတွေကလည်းသက်ဆိုင်ရာဌာနအလိုက်တည်တင်တည်ထိုက်တဲ့အချက်အလက်တွေကိုဝန်ဆောင်မှုပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ OSS ရုံးရဲ့ဝန်ဆောင်မှုတွေအနေနဲ့လုပ်ငန်းစတင်နိုင်မှုသတင်းအချက်အလက်နဲ့သက်ဆိုင်ရာဌာနတွေအလိုက်ပြဋ္ဌာန်းထားတဲ့လုပ်ထုံးလုပ်နည်းတွေလုပ်ငန်းနဲ့ဆက်ဆက်တဲ့လုပ်ငန်းလိုင်စင်ရရှိရေးညှိနှိုင်းဆောင်ရွက်ပေးခြင်းတွေချင်းငွေဆိုင်ရာအကြံပေးခြင်းတွေဥပဒေနဲ့လုပ်ထုံးလုပ်နည်းဆိုင်ရာအကြံပေးခြင်းတင်နန်းအတိမတ်ပြုလက်မှတ်နဲ့စံချိန်စံညွှန်းဆိုင်ရာသတင်းအချက်အလက်ပေးခြင်းစွန့်ဦးတီထွင်သူလုပ်ငန်းရှင်တွေအတွက်ကနဦးလိုအပ်ချက်တွေကိုပညာပေးခြင်းစတာတွေကိုဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။မြမလေယာဖွံ့ဖြိုးရေးဘဏ်ရဲ့ရှမ်းပြည်နယ်မန်နေဂျာဦးဘကျော်တင်ကတော့နိုင်ငံတော်က MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့အများကြီးပံ့ပိုးနေတဲ့အချိန်မှာဘဏ်တွေဘက်ကလည်းလုပ်ငန်းရှင်တွေအရင်အနည်းရရှိနိုင်ဖို့ပံ့ပိုးနေတာဖြစ်ကြောင်းနဲ့ MSME လုပ်ငန်းတွေအတွက်မြမစီးပွားရေးဘဏ်နဲ့ပုဂ္ဂလိကဘဏ်တွေကပံ့ပိုးပေးနေချိန်မှာလေယာဖွံ့ဖြိုးရေးဘဏ်ကလည်းပေးဖို့အစီအစဉ်ရှိနေတဲ့အကြောင်းပြောပါတယ်။မြမလေယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့လေယာလောက်ကင်သူတွေအတွက်လေယာမြေလုံးပိုင်ကင်ခွင့်လက်မှတ်ပုံစံ9ကိုအမကန်အဖြစ်ထားရှိပြီးချင်းငွေထုတ်ချေပေးသွားမှာဖြစ်တဲ့အကြောင်းဦးဘကျော်တင်ကဆက်ပြောပါတယ်။ OSS ရုံးဖွင့်ပွဲအခမ်းအနားကိုရှမ်းပြည်နယ် MSME ကောင်စီအတွင်းရေးမှူးလျှက်စစ်စွမ်းအင်စက်မှုနဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီးခွန်တန်းထူပြည်နယ်စီမံကိန်းစီးပွားရေးနဲ့ဗန္ဒာရေးဝန်ကြီးဒေါက်တာလာဆိုင်ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ MSME လုပ်ငန်းရှင်တွေကတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။